မင်္ဂလာပါရှင်အခုချိန်ကစပြီးမက်ရှလာ73ရဲ့တောက်ကြနေညပိုင်းသတင်းမီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါဗိတ်တဝဲပြည်ထောင်စုကားလမ်းမကြီးပေါ်မှာနှစ်ပေါင်း30ကျော်ကြာတက်ဆွဲထားတဲ့စစ်ကော်မရှင်ရဲ့ဝင်းဝတက်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတလကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက်အပိသက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒါဟာဗိတ်တဝဲလမ်းပိုင်းတစ်လျှောက်မှာစစ်ကော်မရှင်အတွက်နောက်ဆုံးကျန်နေတဲ့အရေးပါတဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်။တရဲချောင်မြို့နယ်အတွင်းကဒီဝင်းဝစခန်းကို KNL ဗျူဟာ2ရဲ့ဦးဆောင်မှုနဲ့ပူပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီ9ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာပါ။တလားကျော်ကြာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မက်ရှလာ17ရဲ့ညနေပိုင်းမှာစခန်းကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ KNU တပ်မဟာလေးကမက်ရှလာ12ရက်နေ့မှာအသိပေးထုတ်ပြန်ပါတယ်။စခန်းသိမ်းတိုက်ပွဲတွင်စစ်ကော်မရှင်ဘက်ကကြီးရေလေအင်အားအလုံးရင်းနဲ့အပြင်းထန်ခုခံခဲ့တယ်လို့လေရင်နဲ့လည်းနှိမ့်ဆင်ဘုံကျဲခဲ့ပေမဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုမရှင်နိုင်ပဲစခန်းလက်လွတ်လိုက်ရတာပါ။တိုက်ပွဲအတွင်းလက်နက်ခဲအမြောက်အများကိုလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။လက်ရှိမှာတော့တပ်မဟာလေးနှင်မြေက KNL နဲ့ PDF ပူပေါင်းတပ်တွေဟာထီးထာမေသမီခီမောတော်ပါဝင်အဓိကစခန်းတော်တော်များများကိုတိတ်ပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ KNU အနေနဲ့လည်းအသက်ပေးစိတ်ခဲ့ရတဲ့သူရဲကောင်းတွေကိုအတိမတ်ပြုကြောင်းထုတ်ပြန်ထားသလိုဒီစခန်းတိတ်ပိုက်မှုဟာဗိတ်တဝဲလမ်းပိုင်းစုမိုးရေးအတွက်အရေးပါတဲ့အောင်မြင်မှုတစ်ခုလို့လည်းဆိုပါတယ်။ရှမ်းပြည်မြောက်ပိုင်းကြောက်မဲမြို့နယ်ထဲမှာစစ်ကော်မရှင်တပ်နဲ့ရှမ်းပြည်တပ်မတော် SSPP SSA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကော်မရှင်တပ်ကရွာသား10ယောက်ထက်မနည်းကိုဖမ်းဆီးရိုက်နှက်စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့မက်ရှလာ10ရက်နေ့ကကြောက်မဲမြို့နယ်ပုံဝိုးကျေးရွာအုပ်စုတွင်းမှာစစ်ကော်မရှင်တပ်နဲ့ SSPP SSA တို့တနာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲပြီးမှာတော့နမ်လန်အခြေဆိုင်ခမာယာ9336တပ်ရင်ကရွာထဲကိုဝင်ရောက်လာပြီးတော့ရွာသားတွေကိုဖုန်ကြီးကျောင်းမှာစုဝေးခိုင်းခဲ့ပါတယ်။အဲ့ဒီနောက်ရွာသား10ယောက်ကျော်ကိုဖမ်းဆီးခဲ့ပြီးတော့နှိပ်စက်စစ်ဆေးခဲ့တာဖြစ်တယ်လို့တချို့ဆိုရင်နောက်ကျော်ကိုဓာနဲ့လီပြီးစစ်ဆေးတာတွေထိရှိခဲ့တယ်လို့ SSPP ကဒေသခံတွေကိုကိုးကားပြီးထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ဖမ်းဆီးခံရသူတွေထဲက9ယောက်ပြန်လွတ်လာပေမဲ့အသက်22နှစ်အရွယ်စိုင်းမော့အပါအဝင်အမျိုးသား9ယောက်ကိုတော့စစ်တပ်ကဆက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ဒီစစ်ရေးတင်မှမှုတွေကြောင့်မက်ရှလာ14ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ပုံဝိုးဖုန်ကြီးကျောင်းရှင်လောင်ပွဲကိုလည်းရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ရပါတယ်ရခိုင်ပြည်ကြောက်တော်မြို့နဲ့တခြားမြို့နယ်တွေကိုဆက်သွယ်ပေးထားတဲ့အဓိကလမ်းကြောင်းဖြစ်တဲ့ကစ်စပတ်နဒီတရားကိုစစ်ကော်မရှင်ကပေါင်900ဘုံရီနဲ့ဥတီတိုက်ခိုက်ခဲ့တာကြောင့်တရားလမ်းပိုင်းထိခိုက်ပျက်စီးသွားပါတယ်အများပြည်သူသွားလာရေးလမ်းကြောင်းကိုဖျက်တောက်ဖို့အတွက်စစ်ကော်မရှင်ကအခုလိုတရားကိုရည်ရွယ်ချက်ရှိဘုံကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။မနေ့ကမက်ရှလာ12ရက်နေ့ည10:00နာရီခန့်မှာစစ်တပ်က Jet Fighter နဲ့ပေါင်900ဘုံနှလုံးကိုကစ်စပတ်နဒီတရားပေါ်ကျဲချခဲ့တာပါ။ဒီဘုံရဲ့ကြောင့်တရားရဲ့လမ်းအလယ်မှာအပေါက်ကြီးဖြစ်သွားသလိုပလက်ဖောင်း2ရံတွေလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီတရားဟာကြောက်တော်မြို့နဲ့မြောက်ဦးမင်းပြမြေပုံမြို့နယ်တွေကိုဆက်သွယ်ထားတဲ့အဓိကလမ်းကြောင်းဖြစ်တာကြောင့်အခုလိုတိုက်ခိုက်ခံရမှုကဒေသခံတွေရဲ့တွာလာရင်းနဲ့ကုန်စည်စည်းစိမ်မှုအတွက်ကြီးမားတဲ့အခက်အခဲဖြစ်စေပါတယ်။ဒီနေ့လေကြောက်တော်မြို့ပေါ်မှာစစ်ကော်မရှင်လေရင်တွေဆက်ပြန်ဝဲနေစေဖြစ်တာကြောင့်ဒေသခံတွေဟာစိုးရိမ်နေကြရပါတယ်။စစ်ကော်မရှင်ဟာပြီးခဲ့တဲ့မက်ရှလာ10ရက်နေ့ကလည်းအမ်မြို့နယ်ကစစ်တုပ်ပန်းစခန်းကိုဘုံကျဲခဲ့လို့သူတို့ရဲ့ကိုပိုင်တပ်ဖွဲ့ဝင်100ကျော်တိစုံခဲ့ပါသေးတယ်။မွန်တော်လိုင်းအင်အားစုတွေစုပေါင်းကျင်းပတဲ့မွန်တော်လိုင်းဖိုရမ်ကနေစစ်ကော်မရှင်ရဲ့နိုင်ငံရေးထွက်ပေါက်တွေကိုလုံးဝပိတ်ဆို့လိုက်တဲ့ပြက်သားတဲ့ရပ်တည်ချက်တွေထွက်ပေါ်လာပါတယ်။စစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲကနေပေါ်လာမဲ့ဘယ်အုပ်ချုပ်ရေးဖွဲ့ကမှအတိမတ်မပြုတ်သလို2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA လမ်းစဉ်တွေကိုလည်းလုံးဝလက်မခံတော့ဘူးလို့တရားဝင်ကြေညာလိုက်တာပါ
မတ်လ9ရက်နေ့ကစပြီး3ရက်ကြာကျင်းပခဲ့တဲ့ဒီဖိုရမ်ကိုမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မွန်ပြည်သစ်ပါတီ NMSP AD ပါဝင်မွန်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အရက်ဘက်အဖွဲ့တွေကကိုယ်စားလှယ်80ကျော်တက်ရောက်ခဲ့ကြပါတယ်။ဖိုရမ်ကနေတူညီတဲ့ဘုံရီမဲချက်5ချက်ကိုသဘောတူညီခဲ့ကြသလိုတော်လှန်ရေးကာလအတွက်မွန်ပြည်တော်လှန်ရေးပြည်ညီကိုရေးဆွဲသွားဖို့ပါဆုံးဖြတ်ခဲ့ကြပါတယ်။ဒါအပြင်ပရိညင်ရေးဆွဲနေစဉ်အတွင်းအဖွဲ့အစည်းတွေကြားထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်ဖို့အတွက်အလုပ်အဖွဲ့တစ်ခုကိုလည်းဖွဲ့စည်းလိုက်ပါတယ်။ဒီဖိုရမ်ဟာမွန်ပြည်တော်လှန်ရေးအင်အားစုတွေကြားစီလုံးညီညွတ်မှုကိုအမြင့်ဆုံးအဆင့်အထိမြင့်တင်နိုင်ခဲ့ပြီးတော့စစ်ရေးနိုင်ငံရေးအရာပုံမအားကောင်းတဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာမယ်လို့ဆိုပါတယ်။မွန်တော်လှန်ရေးနောက်ဆုံးပိုင်းတိုင်းဟာကိုယ်ပိုင်ပြတ်ထန်ခွင့်အပြည့်အဝရှိတဲ့ Federal Democracy ပြည်ထောင်စုအတွင်းကမွန်ပြည်သစ်တည်ဆောက်ရေးဖြစ်တယ်လို့ဖော်ပြထားပါတယ်။မွန်ပြည်သူတရက်လုံးအနေနဲ့လည်းတော်လှန်ရေးအောင်မြင်တဲ့အထိတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လက်တွဲညီညီတိုက်ပွဲဝင်သွားကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ။အီရန်စစ်ပွဲကြောင့်ကမ္ဘာ့ရေနံဈေးကွက်ရိုက်ခတ်နေတာကိုထိန်းချုပ်ဖို့အမေရိကန်အစိုးရကရုရှားရေနံပေါ်ထားရှိတဲ့ပိတ်ဆို့မှုတချို့ကိုယာယီဖြေလျှော့ပေးလိုက်ပါတယ်။ပင်လယ်ပြင်ထဲမှာရောက်နေတဲ့ရုရှားရေနံနဲ့ရေနံထွက်ပစ္စည်းတွေကိုနိုင်ငံတကာကနေဝယ်ယူခွင့်ရအောင်အမေရိကန်ကရက်30ကြာယာယီကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။ဒီခွင့်ပြုချက်ဟာဧပြီလ17ရက်နေ့အထိအကျုံးဝင်မှာဖြစ်ပါတယ်။အီရန်စစ်ပွဲကြောင့်ဟော်မုတ်စီလဲကြားပိတ်သွားတဲ့အတွက်ရေနံဈေးတွေအဆမတန်တက်လာတာကိုရှော့ချချင်လို့အခုလိုပိတ်ဆို့မှုကိုရှော့ပေးလိုက်တာဖြစ်ပါတယ်။ရေနံဈေးကိုထိန်းဖို့အတွက်ရုရှားရေနံကိုခွင့်ပြုပေးတာတင်မကပဲအမေရိကန်ရဲ့အရင်ရေနံကနေလည်းရေနံစီပေါင်း182တန်းအထိထုတ်သုံးမယ်လို့ကြေညာထားပါတယ်။အခုလိုရုရှားရေနံကိုဝယ်ခွင့်ပေးလိုက်တာဟာယူကရိန်းစစ်ပွဲကြောင့်ရုရှားအပေါ်ပိတ်ဆို့ထားတဲ့မူဝါဒနဲ့ညှိစွန်းနေတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်ဥရောပသမဂ္ဂ EU ဘက်ကတော့ဒါကိုသဘောမတူပဲရုရှားအပေါ်ပိတ်ဆို့မှုတွေကိုမလျှော့ချသင့်ဘူးလို့ပြောနေပါတယ်။အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ IEA ရဲ့အဆိုအရအခုအီရန်စစ်ပွဲဟာသမိုင်းတလျှောက်ရေနံတင်ပို့မှုအပြတ်တောက်ဆုံးဖြစ်ရတဲ့ခုဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။အီရန်ဘက်ကလည်းရေနံဈေးဟာတစ်စီကိုဒေါ်လာ200အထိတက်သွားနိုင်တယ်လို့ချိန်ချောက်ထားပါတယ်။အီရန်ရဲ့ခေါင်းဆောင်တစ်ဖြစ်တဲ့အာယာတိုလာခါမီနီရဲ့သားမော့တာဘာခါမီနီကစစ်ဆက်တိုက်မဲ့ဟော်မုတ်စီလဲကြားကိုပိတ်ထားမယ်လို့တုံ့ပြန်လွှာထုတ်ပြန်လိုက်ပါတယ်။ဒါဟာတာဝန်ယူပြီးတဲ့နောက်ပိုင်းပထမဆုံးချိန်သတင်းစကားဖြစ်ပါတယ်။အီရန်အစိုးရရုပ်သံကနေဖက်ကြားပြခဲ့တဲ့အဲ့ဒီတုံ့ပြန်လွှာမှာမော့တာဘာခါမီနီကဟော်မုတ်စီလဲကြားကိုဆက်ပြီးပိတ်ထားမယ်လို့ဆိုပါတယ်။ဒါအပြင်ဒေသတွင်ကအမေရိကန်စစ်စခန်းတွေကိုလည်းဆက်ပြီးတိုက်ခိုက်သွားမယ်လို့အပြတ်ပြောထားပါတယ်။အမေရိကန်စီကနေလည်းနှစ်နာကြီးတောင်းမယ်မပေးရင်အမေရိကန်ရဲ့ပိုင်ဆိုင်မှုတွေကိုဖျက်ဆီးမယ်လို့ချိန်ချောက်ထားပါတယ်။ထူးခြားတာကဒီတုံးလွှာကိုရုပ်သံမှာလူကိုယ်တိုင်ထွက်ပြောတာမျိုးမဟုတ်ဘဲနဲ့တခြားတစ်ယောက်ကစာဖတ်ပြတာပဲရှိပါသေးတယ်။တုံးလွှာမှာပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံတွေကိုလည်းတတိပေးထားပါတယ်။အမေရိကန်စစ်စခန်းတွေထားခွင့်ပြုတာဟာရန်သူကိုအားပေးတာဖြစ်တယ်ဆိုပြီးအဲ့ဒီစခန်းတွေကိုအမြင့်ဆုံးပိတ်ပစ်ဖို့ပြောထားပါတယ်။မော့တာဘာခါမီနီကသူ့ဖခင်ပြင်သူ့ရဲ့ဇနီးညီမဖြစ်သူနဲ့သူဖြစ်သူတို့ကိုပါအဲ့ဒီတိုက်ခိုက်မှုမှာတိစုံသွားခဲ့ရတယ်လို့ဝန်ထဲစကားထည့်ပြောထားပါတယ်။တစ်ဖက်မှာတော့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကအီရန်ခေါင်းဆောင်တစ်ရဲ့အသက်ကိုအာမမခံနိုင်ဘူးလို့ပြောပြီးခေါင်းဆောင်တစ်ကိုပါပြစ်မှတ်ထားနိုင်တယ်ဆိုတဲ့သဘောမျိုးချိန်ချောက်လိုက်ပါတယ်။အခုပြောမယ့်တဲ့အဖြစ်အပျက်ကမြန်မာပြည်ကအခြေအနေနဲ့ခက်ဆစ်ဆင်တူပါတယ်။အီရန်စစ်ပွဲအတွင်းမှာကုန်တင်သင်္ဘောတွေဘေးကင်းဖို့အတွက်တရုတ်ဟန်ဆောင်လာကြတယ်လို့ AP သတင်းသပုတ်မှာဖော်ပြထားပါတယ်။အခုလက်ရှိဟော်မုတ်အီလဲကြားကိုဖျက်ဆီးနေတဲ့ကုန်တင်သင်္ဘောတွေဟာသူတို့ရဲ့တီနီယာပြစနစ်မှာတရုတ်ပိုင်ဒါမှမဟုတ်တရုတ်သင်္ဘောသားတွေပါတယ်ဆိုတဲ့စာသားတွေကိုပြောင်းလဲဖော်ပြလာကြပါတယ်။အဓိကကတော့အီရန်ရဲ့တိုက်ခိုက်မှုကိုမခံရအောင်ရှောင်တာပါ။အီရန်ဟာသူနဲ့စီးပွားရေးအရအလွန်နှိစက်တဲ့တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့သင်္ဘောတွေကိုဆိုရင်ပြစ်မှတ်ထားလေးမရှိတာကြောင့်သင်္ဘောကုမ္ပဏီတွေကဘေးကင်းဖို့အတွက်ဒီလိုတရုတ်နာမည်တွေကိုအကာအကွယ်ယူပြီးသုံးလာကြတာဖြစ်ပါတယ်။
ဒီလိုအချက်ပြနေတဲ့သင်္ဘော၈စီးထဲမနည်းကိုစစ်ဆေးကြည့်တဲ့အခါမှာပနားမားနဲ့ Marshall Island နိုင်ငံတွေမှာမှတ်ပုံတင်ထားတဲ့သင်္ဘောတွေဖြစ်နေတာကိုတွေ့ရပါတယ်။ဆိုလိုတာကသင်္ဘောသားဒါမှမဟုတ်ပိုင်ရှင်ကတရုတ်နဲ့မဆိုင်တော့အန်ဒီကင်းဖို့အတွက်တရုတ်နာမည်ကိုအလွဲသုံးစားလုပ်ပြီးအချက်ပြနေကြတာဖြစ်တယ်လို့ AP သတင်းကဆိုပါတယ်။စစ်ပွဲစကြတဲ့ကအခုချိန်ထိအဲ့ဒီဒေသမှာကုန်တင်သင်္ဘောအနည်းဆုံး19စီးလောက်တိုက်ခိုက်ခံထားရပြီးပါပြီ။ဒါကြောင့်အီရန်ရဲ့တိုက်ခိုက်တာကိုမခံရဖို့တရုတ်ဟန်ဆောင်လာကြတာဖြစ်ပါတယ်။သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။